chapter ရဲ့အစမှာများပြားလာတဲ့ monster တွေကကောင်မလေးစီကိုပြေးဝင်လာတော့ကျော်ရဝင်လာပြီးအားလုံးကိုတစ်ချက်တည်းနဲ့ရှော့ပေးလိုက်တယ်ပြီးတော့ကောင်မလေးနဲ့အကြည့်ချင်းနဲ့ဆော်ပြီးတော့ကျော်ရမင်းကားပါတီထဲဝင်ချင်လာလို့မေးတော့ကောင်မလေးကညှင်သာစွာနဲ့ပဲထွက်သွားစံငနုကမင်းတို့လိုစောင်းငနုတွေနဲ့တွဲဆော်ဖို့ငါမှအချိန်မရှိဘူးလို့ပြောတော့ကျော်ရကြောင်သွားတယ်ဒီလိုနဲ့တကဘာလုံးကတိကျတဲ့အကြောင်းအရာတစ်ခုကလုံးဝကိုရေပန်းစားနေခဲ့တယ်အဲ့ဒါကကဘာပြတ်တဲ့နေ့ပဲကိမာရီတော်တော်များများဟာသူတို့ကြားထဲမှာလက်တော်ရေပန်းစားနေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအချင်းချင်းဆွေးနွေးနေကြတယ်ပထမအတုံးမှာ8သိန်းကျော်ဒုတိယအတုံးမှာက3သန်းကျော်တတ်ခဲ့တယ်အဲ့ဒီလူကဘာတူလဲအရန်ဆိုးသွမ်းတဲ့လူသက်သမားကြီးလားအတွေ့အကြုံရင်ကစားသမားလား Glory Fighter ကြီးများလားဆိုပြီးတယောက်နဲ့တယောက်ပြောနေကြတဲ့အချိန် Chrono Life ရဲ့အစွမ်းအမြင့်ဆုံးကစားသမားလို့ခေါင်းစဉ်ကြီးပေါ်လာတော့ဘလို့စောက်ခေါင်းစဉ်ကြီးလဲစွမ်းအမြင့်ဆုံးကစားသမားဒီကောင်ကတေချာပေါက် buff character မဟုတ်ရင်လုံးဝကို hack ထားတာပဲဒါကတေချာပေါက်ရုပ်တည်ရှိတဲ့ဖြစ်ချင်းချက်ပဲဘာလို့လဲဆိုတော့လူတစ်ယောက်ထဲကလူ3သန်းကိုတပြိုင်နက်တတ်နိုင်တယ်ဆိုတာနီးလမ်းမှမရှိတာမင်းပြောတော့မှန်တယ်ဘယ်သူမှစင်းအင်းနေဒါမှမဟုတ်စွမ်းရည်တွေရှိုံနဲ့တော့ဒီလောက်ထိလူတွေအများကြီးကိုတပြိုင်နက်တတ်နိုင်မှာမဟုတ်ဘူးဟဲဟက်ကလာတကယ်အရှုံးသမားပဲသူ့ကိုဂိမ်းကဘန်ဖို့လိုနေပြီငါတို့တရားမျှတမှုလို့တယ်သူ့ရဲ့ MP ကို block လိုက်သူ့ရဲ့အကောက်ကိုဖျက်လိုက်သူ့ကိုတစ်သက်လုံးဘန်လိုက်ကိုလို့တော့ကိုလို့ဆံမှာ Chrono Life ရေးဆိုပြီးတယောက်နဲ့တစ်ပေါက်ပြောနေခဲ့ကြတယ်နောက်ဆုံးတော့ Chrono Life က post တစ်ခုတင်ခဲ့တယ် Hello Chrono Life user အားလုံးပဲဒါက Chrono Life ကဝန်ထမ်းပါလက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာများအတွက်ကျွန်တော်တို့ထံမှတရားဝင်ကြေညာပါမည်လက်တလောတကဘာလုံးတွေရေပန်းစားနေသည့်အသုံးပြုသူသည်လုံးဝပုံမှန်အသုံးပြုသူဖြစ်ပါသည်ကျွန်တော်တို့ဘက်မှတေချာစွာစုံစမ်းစစ်ဆေးပြီးနောက်ဤအသုံးပြုသူ၏ဇက်ကောင်သည် bug သို့မဟုတ် hack ထားခြင်းမရှိကြောင်းတွေ့ရှိခဲ့ရပါသည်ထို့အသုံးပြုသူသည်ဂိမ်းထဲမှလည်းစီမံများထိုးဖောက်ခဲ့ခြင်းမရှိပါလို့ပြောတော့အားလုံးကပါဇက်ဟောင်းလောင်းဖြစ်ကုန်တယ်ဒီလိုနဲ့အငင်းပွားဖွဲ့ရတဲ့အားလုံးကပြီးဆုံးသွားခဲ့ပြီလူတွေရဲ့စိတ်ထဲမှာလည်းတန်တရားတွေပဲကြံခဲ့တယ်ဟေးမင်းသတင်းကြားပြီးပြီလားဟမ်ဘာသတင်းလဲအဲ့ဒီကောင်ကြောင့် Chrono Life server တစ်ခုလုံးဒေါင်းသွားတာတဲ့ဟဲတကယ်လားဘလို့ဒေါင်းလဲသေချာတာတော့သူ player တွေအားလုံးကိုတပြိုင်နက်တည်းတားလိုက်တယ်ဆိုတာပဲမဖြစ်နိုင်ပါဘူးအဲ့ဒါလေးတွေကြောင့်လည်းတော့ server တစ်ခုလုံးဒေါင်းသွားစရာအကြောင်းမှမရှိတာမဟုတ်ဘူးတကယ်အဲ့ဒါကလူတိုင်းပြောနေကြတာဟိုးအဲ့ဒါကတကယ်မိုက်တာပဲသူသာတကယ်လူဆိုရင်အပြင်မှာဘလို့ပုံစံဖြစ်မလဲလို့အံ့ဩမိတယ်မှာကတ်ထားတဲ့ poster တွေမှာဆိုရင်သူကအုတ်ထုတ်ဆောင်တာတော့သူ့ရဲ့ရုပ်ကမှန်းရတာခက်တယ်ဟုတ်တာပေါ့ဒီလိုနဲ့ကြိုကြီးတယောက်ပန်းရောက်မားတွေနောက်ကနေတကောက်ကောက်လိုက်နေတော့ဘာလဲဟာရှင်ဘာလို့ကျမနောက်လိုက်နေရတာလဲမြမကိုဆိုလိုတာတဲ့ငါတို့ကပါတီတစ်ခုလीပြီးတော့အတူတူဖန်ရမှာဟုတ်တယ်မလားဟင်ငါတို့ကဘယ်တော့မှဆုံးဖြတ်ချက်ချလိုက်တာလဲငါမင်းကိုပြောပါတယ်ငါကမင်းတို့ငနုနဲ့ဘယ်တော့မှတွဲမဆော့ဘူးလို့ဟမ်ကျွန်တော်ကငနုဟုတ်တယ်လေကျမမှားလို့လားရှင်ကဘာမှမဝတ်ထားဘူးဒါပေမဲ့ဘစ်တစ်ထင်တဲ့ဝေးုံတစ်ခုတော့ရှိတယ်ပြီးတော့အဲ့ဒီတစ်သားချောင်းကငါတို့အကောင်လုံးစားဆော့တော့ငါရဘူးတဲ့ဟာပဲဒိုးလိုက်တော့မင်းတို့အရှုံးသမားတော့ငါမှအချိန်မရှိဘူးဟာဒီကောင်မလေးဘာဖြစ်နေတာလဲဟာသူငါ့ကိုငနုလို့ခေါ်လိုက်တယ်စောစောကပဲငါသူ့ကိုတတ်မဲ့ monster တအုပ်လုံးကိုတစ်ချက်တည်းနဲ့ရှင်းပေးလိုက်တဲ့ဟာကိုယူရက်စ်ကကျွန်တော်စောစောကကြည့်နေတာကြည့်ရတာဆရာသူ့ကိုကယ်တဲ့အချိန်တုန်းကသူကမျက်စိမိတ်ထားတဲ့ပုံမှန်ဟမ်တကယ်ကြီးလားဟာနေပါဦးဒီတော့သူကငါဘယ်တော့တတ်မှလဲဆိုတာကိုမသိဘူးပေါ့ဆိုတော့အတိတ်ဘက်ကနောက်ဆုံးတော့ငါရဲ့ OPD ကိုလှုပ်ဝက်ပြီးတော့နေနိုင်တော့မှာပေါ့ဆိုပြီးတော့ Heyဒါဖြစ်လေမင်းငါ့ကိုမြင့်တင်ပေးပါလားဒီနေရာမှာမြင့်တင်နေဆိုတဲ့အတိတ်ဘက်ကတော့အတွေးအကြုံရှိပြီးသား player တယောက်က level 9တဲ့ player တွေကိုသူတို့ရဲ့ party ထဲကိုခေါ်ပြီးတော့ boss တွေ tat mission တွေကိုအတူတူကိုလုပ်ပေးတာပဲဖြစ်တယ်ဘာငါဒီဂိမ်းအကြောင်းသိမသိဘူးလေငါကကစားသမားအစ်စ်ဆိုတော့မင်းကကိုမြင့်တင်ပေးမယ်ဆိုရင်ငါအရင်ကျေးဇူးတင်မိမှာပဲပြီးတော့မင်းက pro လေးဟုတ်တယ်ဟုတ်လို့ပြောလိုက်တော့ကောမလီတယောက်ဂျော်ကြီးရဲ့ဒေါ်ကီတွေထဲမှာစီးမျောတော့ပါတော့တယ်ဟဲ pro သူငါ့ကို pro လို့ခေါ်လိုက်တယ် US ကဆရာကဘာလုပ်နေတယ်လို့ထင်တာလဲငါအားနေတဲ့ပုံဟန်ဆောင်နေတာကွာငါက OP ကိုလှည့်ဝတ်ထားတယ်လေဟုတ်တယ်မဟုတ်လားဒီတော့ငါကကစားသမားအစ်စ်လို့တရုပ်ဆောင်မှာပေါ့ကြည့်ရတာမင်းကကိုရွေးချက်စရာမရှိအောင်လုပ်နေတဲ့ပုံပဲကောင်းပြီလေကြည့်ရတာပေါ့ pro တယောက်အနေနဲ့ကစားသမားအစ်စ်တွေကိုကူညီပေးရမယ့်ပုံပဲဆိုပြီးတော့ပြောတော့ system ကနေ lift ကသူ့ရဲ့ party တဲကိုတင်အားဖိတ်ခေါ်ပါတယ်လို့ပေါ်လာတယ် lift ရဲ့ level ကတော့24ဖြစ်ပြီး fighter role player တယောက်လည်းဖြစ်တယ်ဒီလိုနဲ့Luff တယောက်ရွာနီနာကဒန်ဂျန်တစ်ခုမှာ level 4ရှိတဲ့ Bunny Bear တွေကိုရှေ့ကဥဆောင်ပြီးတက်ခိုက်နေခဲ့တယ်ဒီလိုနဲ့ Bunny Bear တဲ့ကောင်ကနောက်ကနေပေါ်လာတော့ Luff ကခုံချောင်လိုက်ပြီးတပတ်ထိလိုက်တော့ Bunny Bear ကတစ်ခုခုကိုမြင်ပြီးကြက်တီတီသွားခဲ့တယ်နဂပြန်ကန်ချက်ကိုပြောတာပါကာရာလာစမ်းပါဒီက pro player ကမင်းတို့အကောင်လုံးကိုအမိုက်သိပေးရမှာပေါ့ဆိုပြီး Luff ကတိုက်ခိုက်တာကိုကြော်ရဖြတ်ခင်းပြီးထိုင်ကြည့်နေခဲ့တယ်ဟိုသူတော်တော်ကျန်းတာပဲဟုတ်တယ်နော်ဒီက monster တွေက level ဘယ်လောက်များလဲမသိပေမဲ့သူတယောက်တည်းဆိုရင်တော့လောကအန်တရရှိတယ်ကမလီကတော့ဘာမှမသိရှာပဲကြော်တီအတွက်မြင့်တင်ပေးနေရှာတယ်ယူရက်စ်ကကျွန်တော်အထင်ဆရာသူ့ကိုစိတ်ပူပေးစရာမလိုဘူးလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့သူ့မှာ item ကောင်းကောင်းရှိတယ်လေဟမ်တကယ်လားဟုတ်တယ်သူမရဲ့လက်နှက်ကမရှိရင်အနည်းဆုံး30 million လောက်ရှိတယ်ဘာ30 million အဲ့ဒါကတကယ်အပြစ်မှာ130 million နဲ့ညီမျှတယ်မဟုတ်ဘူးလားပြီးတော့သူမဝတ်ထားတဲ့ဝတ်စုံတွေဖက်နှက်တွေအကုန်လုံးပေါင်းလိုက်ရင်စုစုပေါင်း100 million လောက်ရှိတယ်တနည်းပြောရရင်100 million ဝန်းပေါ့ဟေးနေပါအောင်ငါကသူ့ကိုကစားသမားအစ်စ်လို့ထင်တာဒါလို့လို့ပြီးသူ့မှာအဲ့လို item တွေရှိနေရတာလေအော်မသိတာလုံးမလားဆရာအဲ့ဒါကသူဂိမ်းထဲက shop ကနေဝယ်ထားတာလေလို့ပြောတော့ဂျော်ဒီတယောက်ကမလီအရင်ကပြောခဲ့တဲ့ဒီကောင်တွေငါ item အကြောင်းဘာမှမသိဘူးသူတို့ကဘယ်လောက်တတ်မှတယ်ဆိုတာရောပဲငါတာတွေကိုဘယ်လောက်အကုန်ချခံပြီးဝယ်ထားတယ်ဆိုတာလည်းသူတို့မသိဘူးပဲလို့ပြောခဲ့တာကိုသတိရသွားတယ်နေပါအောင်သူတကယ်ကြီးအဲ့လောက်ထိဝယ်လိုက်တာလား
ဘယ်လိုလူစားမျိုးကဒီဂိမ်းအတွက်နဲ့100 မီလီယံတော့အကုန်ကြခံနိုင်ရတာလဲလို့တွေးနေတဲ့အချိန်ဟိတ်အတွင်းကငါမင်းကိုမင်းတင်ပေးမယ်လို့ပြောခဲ့တာတော့ငါသိပါတယ်ဒါပေမဲ့မင်းဒီအတိုင်းထိုင်ပြီးတော့ကြည့်နေတော့မှလားမင်းနည်းနည်းလောက်ဖြစ်ဖြစ်အဲ့ဒီဒုတ်နေတော့လိုက်ရိုက်တဲ့နဲ့ဟင်းမင်းကဓာကြီးသုံးပြီးတကယ်ကြီးလိုက်ရိုက်စေချင်တာလားဟုတ်တယ်ငါပြောချင်တာကမင်းလည်းငါ့လိုမင်းမြတ်တမ်းမာလာချင်တယ်ဆိုရင်တော့မင်းလည်းငါ့လိုပဲတက်ခိုက်တဲ့နဲ့မင်းတက်တက်လုံးငနုတစ်ကောင်လိုပဲနေသွားချင်လို့လားအဲ့ဒါကြောင့်ပါမင်းငနုတွေကိုကူညီပေးလို့မရတာသူတို့ဘာသာသူတို့ဆိုရင်ဘယ်တော့မှတမလာမှာမဟုတ်ဘူးဟင်ဘာဖြစ်လို့ဒန်ချန်ထဲမှာရုတ်တရက်ကြီးလေးထားတိုက်သွားတာလဲရုတ်တရက်ကောင်မလီစီမက်ဆေ့တစ်စာဝင်လာခဲ့တယ်စာထဲမှာကတော့ဟေ့ငါတို့မစခင်7မိနစ်ပဲလို့တော့တဲ့အဲ့ဒီဂိမ်းကိုကစားနေတာရပ်ပြီးမြန်လို့တော့ဟာလို့ရေးထားတယ်ကောင်မလီကတက်ပင်တစ်ချက်ချလာပြီးဟေ့ငါခဏတော့အောက်ထွက်အောင်မယ်ငါမိနစ်30လောက်နေချင်းပြန်ဝင်ခဲ့မယ်အဲ့ဒီအချိန်မတိုင်ခင်မွန်စတာတွေနဲ့တိုက်ခိုက်ပြီးလေ့ကျင့်ထားလို့ပြောရင်ရုတ်တရက်ထွက်သွားခဲ့တယ်သူဘာဖြစ်လို့ရုတ်တရက်ကြီးထွက်သွားရတာလဲသူဂိမ်းအတွက်100 မီလီယံတော့သုံးနိုင်တယ်သူဆိုတော့တကယ်အပြတ်မှာဆိုရင်ဘယ်လိုလူမျိုးလဲဆိုတော့အံ့ဩမိတယ်ကျွန်တော်အထင်တော့သူတထေးသမီးပဲဖြစ်လိမ့်မယ်လို့ US ကပြောတယ်ဒီလိုနဲ့ကောင်မလေးကလော့အောက်ပြန်ထွက်လာတော့ဂျော်ဂျီနဲ့အကြောင်းတွေကိုပြန်တွေ့ရင်ပြုံးနေခဲ့တယ်ရုတ်တရက်အမကြီးတယောက်ကဝင်လာခဲ့ပြီးဟဲ့ကောင်မလေးနင်ဘာတွေလုံးနေတာလဲအဲ့ဒီ VR မျက်မှန်တွေတက်ပြီးတော့အဲ့ရထဲမှာရှိနေတုံးလားအလုပ်ချိန်ကနီးနေပြီကိုကောင်မလေးကငါအဲ့ဒါတွေတက်မထားပါဘူးဟာအနေကကန်းနေတာလားဘာလားပါဇက်ပိတ်ထားစံဂိမ်းကိုဆွဲနေတဲ့ကောင်မရဲ့အခုမြင်မြန်ထိုင်အချိန်ကနီးနေပြီဆိုပြီးအလားကုန်ပစ္စည်းတွေထုတ်ပြီးကောင်မလေးကိုပြင်ပေးလိုက်တယ်တကယ်တော့ကောင်မလေးကအဆူတော်ဖြစ်ပြီးဟိုအမကြီးကတော့သူ့ရဲ့အမတရားလို့အရန်ခင်ရတဲ့အတွင်းမှုမန်နေဂျာပဲဖြစ်တယ်သူ့ကိုစုနေတာကလည်း Luft ရဲ့ပွဲကတော့7မိနစ်အတွင်းဆက်မှာဖြစ်လို့ဖြစ်တယ်ဒီလိုနဲ့ Luft ထွက်လာတော့ပရိသတ်တွေကပျော်ရွှင်စွာအားပေးနေကြပြီးဒီဦးလေးကြီးကတော့ငိုနေခဲ့တယ်ဂျော်ဂျီဘက်မှာတော့ဗန်နီဘီယာတွေကဂျော်ဂျီစီပြေးဝင်လာခဲ့ပြီးကဲအခုကငါတို့နည်းနည်းလောက်လေ့ကျင့်ရမယ့်အချိန်ပဲငါတို့ပရိုထွက်သွားတော့မှာပေါ့ဟင်လေ့ကျင့်မယ်ဘယ်လိုမျိုးလဲဆရာငါကကစားသမားအသစ်အနေနဲ့တရုပ်ဆောင်အောင်မယ်မလားဒီတော့ငါလေးကြည့်ရမှာကတစ်ချက်တည်းနဲ့တည်မသွားအောင်လေလို့ပြောပြီးပုံမှန်တိုင်းပဲကြမ်းနေခဲ့တယ်ရွှေအောင်ပဲရဟမ်တစ်ချက်တည်းနဲ့တည်မသွားအောင်လားဘာလို့လဲစိတ်ဝင်စားစရာတော့ကောင်းလာပြီပဲဟုတ်တယ်မဟုတ်လားအမေလို့ပြီးပြောရင်ချက်တော်တစ်ခုပြီးသွားတယ်